အဲ့တော့အခုမြင်နေရတဲ့ကျွန်တော်တို့ custom typography တစ်ခုကိုကျွန်တော် cinematic sense movie title animation တွေတစ်ခုပြန်ပြီးတော့ဖန်တီးပြပေးမယ်ပေါ့နော်layer အနေနဲ့ကျွန်တော်တို့ဒါ3ခုရှိတယ်ဒါကတော့ဒါ background ပေါ့နော် background တစ်ခုရှိမယ်ကျွန်တော်တို့ဒါ main typography ဆိုပြီးတော့ကျွန်တော်တို့ဒါ typography ရေးထားတဲ့ဟာတစ်ခုရှိမယ်ပေါ့နော်ဒါကကိုယ့်အကိုရေးလဲရတယ်မရေးချင်လို့ကိုယ့်အကို font ရေးလိုက်လဲရတယ်ပြဿနာမရှိဘူးပေါ့နော်အဓိကဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ layer တစ်ခုရမယ်ပြီးလို့ရှိရင်အပေါ်မှာတော့ဒါစာတစ်ခုပေါ့နော်ဒီလိုမျိုးအဓိက main text ကိုပဲကျွန်တော်တို့ကဒါ animate လုပ်မယ် layer လေးကိုတော့ animate မလုပ်ဘူးပေါ့နော် okay အဲ့တော့ကျွန်တော်ဘယ်လိုလုပ်ချင်တာလဲဆိုတော့ဒီဟာ handwriting လက်ရေးနဲ့ရေးလိုက်တဲ့ပုံစံမျိုးလေးဖန်တီးခြင်းတယ်ပေါ့နော်အဲ့ဒါကိုဘယ်လိုခေါ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒါ stroke review text animation လို့ခေါ်တယ်ပေါ့နော် okay အဲ့ဒါကိုကျွန်တော်တို့က YouTube တွေပိုင်းမှာသွားပြီးတော့လေသွားရှာလို့ရတယ်ပေါ့နော်အဲ့ဒါဘယ်လိုရှာမလဲဆိုလို့ရှိရင်ကျွန်တော်တို့က stroke review text ဆိုပြီးရှာလိုက်တယ်ဆိုလို့ရှိရင်ဒီလိုပုံစံမျိုးတွေ handwriting ဒီလိုမျိုး stroke review text ပုံစံမျိုးတွေကျွန်တော်တို့အများကြီးတွေ့လာလိမ့်မယ်ပေါ့နော် okay အဲ့ဒါကိုကျွန်တော်တို့ကသူတို့လုပ်နေတဲ့ technique ကြတော့သူတို့ကဒါ mask နဲ့သွားတယ်ပေါ့နော်ကျွန်တော်တို့ကဒါ mask နဲ့မသွားဘဲနဲ့ဒီကောင်ကိုကျွန်တော်ကဘာလုပ်ချင်တာလဲဆိုလို့ရှိရင်ဒါ shape layer နဲ့ပဲဒါဖန်တီးလိုက်မယ်ပေါ့နော်အဲ့တော့ဒီ chart technique တစ်ခုပေါ့နော်ကိုကဒါကြိုက်တာကိုလေ့လာလို့ရတယ်အကုန်လုံးသိထားရဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ကိုကအင်္ဂလိပ် font တွေဆိုလို့ရှိရင်တော့သူတို့ YouTube မှာပြလာတဲ့ technique တွေတိုင်းလုပ်လို့အဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့မြန်မာ font တွေအခုလိုမျိုးကျွန်တော်တို့တစ်လုံးချင်းစီသွားရတော့မယ်ဆိုလို့ရှိရင်တေချာ customize ဖန်တီးရတော့မယ်ဆိုလို့ရှိရင်ကျွန်တော်ဟာကိုဒါသုံးလို့ရတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီစပြီးတော့ကျွန်တော်တို့ကဒါ shape layer နဲ့ဖန်တီးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာ main type ဘူးဆိုတဲ့ဟာဒီ layer ပေါ့နော်အဲ့တော့ background တွေဘာတွေခဏလေးဒါဖျောက်ထားအောင်မယ်ဒီ layer တစ်ခုပဲကျွန်တော်တို့ဒါထားလိုက်မယ်ပေါ့နော်အဲ့တော့ဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့ကိုဒါ law လေးတစ်ချက်လောက်ခတ်လိုက်လို့ရတယ်ပေါ့နော်ပြီးသွားရင်ကျွန်တော်တို့က pen tool လေးတစ်ချက်ယူလိုက်မယ် face မထည့်ပါဘူးကျွန်တော်တို့ကဒါ stroke နဲ့ပဲသွားမယ်ပေါ့နော် stroke ကိုမှဒါ contrast ဖြစ်တဲ့အရာလေးတစ်ခုကျွန်တော်ယူလိုက်မယ်ပြီးရင်သူ့ကိုကျွန်တော်20လောက်ပဲအရင် width ကိုကျွန်တော်20လောက်ထားလိုက်မယ်ပေါ့နော် okay ပြီးသွားရင်စပြီးတော့ကျွန်တော်တို့ဆွဲမယ်ဆိုတဲ့နေရာမှာဘာလဲဆိုတော့ဒီမှာဆိုလို့ရှိရင်သူကတပေါ့နော်အဲ့တော့တဆိုလို့ရှိရင်ကိုယ့်အနေနဲ့ပြန်ဆွဲကြည့်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တဆိုလို့ရှိရင်ကျွန်တော်ပုံမှန်လက်နဲ့ရေးတယ်ဆိုလို့ရှိရင်ဒီလိုပုံစံမျိုးလေးစရေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုစရေးခြင်းတဲ့နေရာကနေကျွန်တော်တို့စပြီးတော့ဆွဲလို့ရတယ်ပေါ့နော်အဲ့တော့စပြီးတော့ဒီမှာကလစ်ချက်ချလိုက်မယ်ပြီးရင်ဒီမှာတစ်ချက်ဆွဲလိုက်မယ်ပေါ့နော်okay ဒီလိုကွာဆွဲနေနေမကြိုက်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့က control z နဲ့ပြန်ပြီးတော့undo လုပ်လို့ရတယ်ပေါ့နော်အဲဒီမှာဒီလိုပုံစံမျိုးလေးကျွန်တော်တို့ဒါတစ်ခုဆွဲလိုက်တယ်ပေါ့နော် okay ပတ်လန်းကြောင်းလေးကိုတော့တခြားလေးဆွဲမယ် okay ဟုတ်ပြီပြီးရင်ဒါ handle လေးတွေပါရင်လည်းလိုက်ပြီးတော့ adjust ပြန်ပြီးတော့လှုပ်လို့ရတယ်ပေါ့နော်ပြီးသွားရင်ကျွန်တော်တို့နောက်တစ်ခုထပ်ပြီးတော့သွားတော့မယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တဆိုတော့သွားဒါနှစ်ခုဖြစ်သွားတယ်ပေါ့နော်အပိုင်းကဒီဟာတစ်ခုပြီးရင်နောက်ကဟာတစ်ခုအဲ့တော့ကျွန်တော်တို့ကအဲ့ဒါကအရေးကြီးပါတယ်အကုန်လုံးကဒါတစ်ခုဆွဲပွားပြီဆိုလို့ရှိရင်လွတ်တဲ့နေရာမှာ click တစ်ချက်ချလိုက်တယ်ပေါ့နော်ပြီးဒီတိုင်းတန်းဆွဲတယ်ဒါဆိုလို့ရှိရင်အဆင်မပြေပါဘူးကျွန်တော်တို့က shape နှစ်ခုဖြစ်သွားပြီ shape layer 2ဆိုပြီးဝင်သွားပြီပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ကလှုပ်လို့မရဘူးဒီ shape layer တစ်ခုထဲမှာပဲဒါတွေအကုန်လုံးကိုကျွန်တော်တို့ကဒါ typography လုပ်ရမယ်ပေါ့နော်အဲ့တော့ဘာလုပ်မလဲဆိုလို့ရှိရင်ဒီကောင်ကိုလာပြီးတော့ကျွန်တော်တို့ဖွင့်ချလိုက်မယ် content ကိုဖွင့်ချလိုက်မယ် shape 1ဆိုပြီးပေါ်လာအဲ့ shape 1အသေးလေးဒီကောင်ကျွန်တော်တို့အခုဆွဲလိုက်တဲ့ဒါအနီအောင်ပေါ့နော်ပြီးရင်သူ့ select မှတ်ထားပါမယ်လွတ်တဲ့နေရာမှာ click နှိပ်ပြီးတော့တန်းမဆွဲပါဘူး select အရင်မှတ်ထားပါမယ်ပြီးတော့မှဒီကောင်ကိုလာပြီးတော့ဆွဲမယ်ပေါ့နော်ဆွဲမယ်ဆိုတဲ့နေရာမှာတခုရှိတာကျွန်တော်တို့ကဒီရှေ့ကဒီသူ့ရဲ့ပတ်လန်းကြောင်းကိုသွားပြီးတော့ထိလို့မရဘူးပေါ့နော်ဒီမှာအပေါင်းပုံလေးဆိုလို့ရှိရင်ကျွန်တော်တို့ဆွဲလို့မရပါဘူးသွားပေါင်းသွားလိုက်မယ်ဒီ shape 1နဲ့ကိုဝင်သွားလိုက်မယ်ပေါ့နော်အဲ့တော့ဘာလုပ်မလဲဆိုသူ့နဲ့လွတ်တဲ့နေရာပေါ့နော်ဒီအနီလေးပေါ်ကိုတစ်ချက်ချလိုက်မယ်ပြီးရင်ဒါလာပြီးတော့ဆွဲလိုက်မယ်တစ်ချက်sorry ဒီလိုမျိုးတစ်ချက်ဝိုင်မယ်ပြီးရင်ပြန်ဝိုင်မယ်ပေါ့နော်ဒီလိုပုံစံမျိုးလေးပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ shape layer ရဲ့အောက်မှာ shape 1 shape 2ဆိုပြီးဖြစ်သွားပြီ shape 2ဒီကောင် shape 1ဒီကောင်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်နောက်ထပ်တစ်ခုထပ်ပြီးတော့သွားမယ်ပေါ့နော်အဲ့တော့ shape layer ကို select မှတ်ထားမယ်ဒီကောင်ကိုဒီနားကနေစပြီးတော့ကျွန်တော်တို့ဒါဆွဲလိုက်မယ်ပေါ့နော် okay ဒီနားလောက်ကစပြီးတော့ကျွန်တော်တို့ဆွဲလိုက်မယ်နည်းနည်းလေး adjust ပြန်လုပ်မယ်ပြီးရင်ထောက်ဝိုက်မယ် adjust နည်းနည်းလေးလုပ်မယ် okay ပြီးရင်ကျွန်တော်တို့ကသူ့ကိုလာပြီးမပေါင်းတော့မယ်ဟိုဘက်ကိုတစ်ခါတည်းတန်းထွက်လိုက်မယ်ပေါ့နော်ဒီမှာဒီကောင်ကိုတစ်ခါတည်းတန်းပြီးတော့ကျွန်တော်တို့ထွက်လိုက်မယ် adjust ပြန်လုပ်မယ် okay ဒီလိုမျိုးလေးကျွန်တော်ရပါပြီပေါ့နော်ပြီးတော့ဘာလုပ်မလဲဆိုတော့ဒီ handle ကိုကျွန်တော်တစ်ခါတည်းကွေးချလိုက်မယ်တစ်ခါတည်းကွေးပြီးတော့ဒီအောက်ကိုတစ်ခါတည်း curve ပုံစံမျိုးလေးတစ်ခါတည်းကျွန်တော်တို့ဆွဲလိုက်မယ်ပေါ့နော်ဒီလိုပုံစံမျိုးရပြီရတယ်သူအတိုင်းလုံးဝချွတ်ဆွတ်ကြီးကျွန်တော်တို့ကတူစီရမလို့ပေါ့နော်ပတ်လန်းချောင်းလေးပုံစံမျိုးပဲကျွန်တော်တို့ like ကောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပတ်လန်းချောင်းလေးရပါပြီဆိုရပြီသူ့အတိုင်းဒီပုံစံနဲ့လိုက်ပြီးထပ်တဲဆွဲစီရမလို့ပေါ့နော်အဲ့တော့ဒီနားမှာပဲကျွန်တော်တို့ကဒါဆွဲမယ် okay တစ်ခါတည်းပေါင်းလိုက်မယ်ပြီးရင် adjust ပြန်ပြီးတော့လုပ်လို့ရတယ်ပေါ့နော် shape layer ကို select ပြန်ပေးထားပါမယ်တစ်ခါတည်းဒီကောင်ကိုဆွဲမယ်ပြီးအပေါ်တက်မယ်သူ့ပုံစံတိုင်း၄လောက်လိုချင်ရင်တော့ကျွန်တော်ဒီဘက်ကိုတစ်ချက်လောက်ဝိုက်လိုက်မယ်ပြီးတော့မှအောက်ကိုပြန်ပြီးတော့ဒါဆင်းလိုက်မယ်ပေါ့နော် okay ဒီလိုပုံစံမျိုးပေါ့
ဒါလို့ဆိုရင်ကျွန်တော်ရပြီပေါ့နော်နည်းနည်းလေးထွက်လိုက်မယ်ဒါဆိုလို့ရှိရင်ရပြီပြီးရင် shape လေးအောင်ဆက်လက်ပြန်မှတ်မယ်ဒီကောင်စပြီးတော့ဆွဲမယ်ပေါ့နော်အဲ့တော့တာဝင်းပူဆိုလို့ရှိရင်ဒီနောက်လောက်ကစ white ချင်တာဖြစ်တဲ့အတွက်ကြောင့်ဒီနောက်လောက်ကစပြီးတော့ကျွန်တော်တို့ဆွဲလိုက်မယ်โอเคတခါလေးပေါင်းလိုက်မယ်ပြီးတော့မှ adjust ပြန်ပြီးတော့လုံမယ်ပေါ့နော်မလိုအပ်ဘဲနဲ့ point နေကျွန်တော်မများခြင်းလို့ point နေများတာကျွန်တော်တို့မကြိုက်ဘူးပေါ့နော်โอเคပြီးွားရင်ကျွန်တော် shape လေးအောင်ဆက်လက်ပေးမယ်နောက်တစ်ခုထပ်ပြီးတော့ဆွဲမယ်ပေါ့နော်သတိထားဖို့လိုတာအမြဲတမ်းပြန်ပြီးတော့ check ဖို့လိုတာဗာလဲဆို shape လေးရာဒီတစ်ခုထဲမှာရှိနေရပါမယ်သူ့ထဲမှာကျွန်တော်ထပ်ပြီးတော့ပွားသွားမယ်ပေါ့နော်အဲ့တော့ဆွဲနေရင်လည်းကိုကတခါတည်းအဲ့ဒါလေးကိုပဲကြည့်နေဖို့လိုပါတယ်မလိုအပ်ဘဲနဲ့ shape လေးရာနှစ်ခုသုံးခုတောက်လျှောက်များသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါအဆင်မပြေတော့ဘူးပေါ့နော်ဒီမှာ shape လေးရာ1ထဲမှာဒါတွေရှိတာအဆင်ပြေပါတယ် shape လေးရာ2ဆိုပြီးတော့ထွက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒါပြန်လောက်ကြမယ်ပေါ့နော်โอเคအဲဒီမှာရပြီရပ်လက်လေးတစ်ချက်ဆွဲမယ်ပေါ့နော် shape လေးရာကိုဆက်လက်တစ်ချက်ပေးရမယ်ပြီးရင်ဒီကနေစပြီးတော့ကျွန်တော်တို့စဆွဲမယ်တစ်ချက်ဆွဲလိုက်တယ်ပြီးရင် order လေးဖိပြီးတော့ handle လေးကိုပြန်ပြီးဆွဲမယ်အပေါ်ကိုပြန်ပြီးတော့တွန်းတင်လိုက်မယ်ပြီးရင် order လေးဖိပြီးအောက်ကိုဆွဲချမယ် handle ကိုဆွဲမယ် okay order လေးနဲ့ handle ကို just လုပ်မယ်အပေါ်ကိုပြန်ပြီးတော့ကျွန်တော်တို့တင်လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ရပ်လက်ရပါပြီပြီးရင်ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ကဒီနားကနေပဲစလိုက်မယ်ပေါ့နော်ဒီနားကနေစပြီးတော့ဒီဟာလေးတစ်ချက်ဆွဲလိုက်မယ်ပေါ့နော် okay သူလွင့်နေတဲ့ပုံစံမျိုးလေးပေါ့နော် shape layer ပေါ့နော်ဒါကျွန်တော်ဆွဲလိုက်တဲ့ဥစ္စာဒီအောက်မှာဗာလဲဆိုလို့ရှိရင် main type ဘူးဆိုတာဒါ original layer ကြီးပေါ့နော်အဲ့တော့ဘာလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဆွဲလိုက်တဲ့ shape layer ကိုဒီ main type ဘူးတွေကိုလာပြီးတော့ alpha ဖောက်ထည့်မှာပေါ့နော်ဒီပုံစံတိုင်းဆိုရင်တော့အဆင်ပြေတယ် alpha ဖောက်တာတခါလေကြားလို့ရှိရင်ကျွန်တော်ဒီလိုမျိုး 3D mode ပြောင်းတဲ့နေရာတွေဗာဖြစ်နေတတ်တယ်ပေါ့နော် toggle switch နဲ့ကျွန်တော် mode လေးတစ်ချက်ပြောင်းလိုက်မယ်ဒီလိုပုံစံမျိုးဆိုရင် alpha လာပြီးတော့ဖောက်လို့ရပြီပေါ့နော်လွယ်ပါတယ်ကျွန်တော် shape layer ဘေးနာ cube ပုံလေးကိုလာပြီးတော့ main type ဘူးတွေကိုဆွဲထည့်လိုက်မယ်အဲ့ကြ main type ဘူးဒီမျက်လုံးပိတ်သွားပြီ shape layer ဒီ color ကျွန်တော်ပေးထားတဲ့အနီရောင်တိုင်းပဲဒီမှာကျန်ခဲ့ပြီသူ့ကိုဒါအဖြူပြောင်းနေလဲရတယ်အနီတိုင်းပဲထားနေလဲရတယ်ပေါ့နော်ပြီးသွားရင်ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ကသူ့ stroke လေးနည်းနည်းလေးကျွန်တော်တို့ကတင်ပေးလိုက်မယ် origin နဲ့အတိုင်းလေးဒါပြန်ပြီးတော့ရပါအောင်လို့ပေါ့နော် okay ဒီလိုပုံစံမျိုးလေးအဲ့တော့100လောက်တစ်ချက်ထားလိုက်မယ်ပေါ့နော် okay ဒီကောင်ကိုလာပြီးတော့ဖွင့်ချမယ်ဖွင့်ချပြီးသွားရင်ဒီ shape layer တွေအကုန်လုံးကို select မှတ်ထားမယ်အကုန်လုံးကို select မှတ်မယ်နော်ဒီ layer တစ်ခုတည်းမှာမရပါဘူးအကုန်လုံးကို select မှတ်ထားပါမယ်မှတ်ထားပြီးသွားရင်ကျွန်တော်တို့က add ထဲကနေပြီးတော့ trim backလာပြီးတော့ယူလိုက်မယ်ပေါ့နော် trim pad ယူပြီးတာနဲ့လွတ်တဲ့နေရာမှာကလစ်လုံးဝမချလိုက်ပါနဲ့ကျွန်တော်တို့က order လေးဖိပြီးတော့ score wheel လေးနဲ့အပေါ်လေးကိုချိန်မယ် timeline မှာကျွန်တော်တို့က10 frame ပေါ့နော်0ကနေ10 frame မှာကျွန်တော်တို့က trim pad ကိုဖွင့်ချမယ်ပြီးအန်ကို key frame တစ်ချက်ပေးလိုက်မယ်ပေါ့နော်ကျွန်တော်တို့ဒီလိုမျိုး key frame တစ်ချက်ပေးလိုက်မယ်ပြီးတော့ဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကောက်ကို0တစ်ချက်ပြောင်းလိုက်မယ်ပေါ့နော်အဲ့အောင်0ပြောင်းလိုက်မယ်ဒါဆိုလို့ရှိရင်ဒီလိုပုံစံမျိုးကျွန်တော်တို့ကဒါရပါပြီပေါ့နော်ပြီးရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုလို့ရှိရင် easy လေးတစ်ချက်အရင်ဦးဆုံးဒါလှုပ်ထားလိုက်လို့ရတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ပုံစံရပြီလားဆိုလို့ရှိရင်တော့မရသေးဘူးပေါ့နော်အဆင်မပြေသေးဘူးဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာပေါ့နော်သူထွက်လာတဲ့ဒီ down တွေဒီလိုမျိုးကျွန်တော် reveal လုပ်လာတဲ့အချိန်မှာ down တွေပါတယ်ကျွန်တော်၄တောင်အပြက်ကြီးဖြစ်နေအဲ့တော့တိတ်ပြီးတော့ကျွန်တော်အဆင်မပြေဘူးအဲ့တော့တိတ်မကြိုက်ဘူးပေါ့နော်နည်းနည်းလေးထိတ်လေးကိုလုံးနေတာပေါ့နော်လုံးမယ်ဆိုလို့ရှိရင် stroke ထဲကနေပြီးကျွန်တော်တို့ကဒီ line cut နေရာမှာ round cut ဆိုပြီးပြောင်းလိုက်လို့ရတယ်ဒါပေမဲ့လို့ဘာဖြစ်လဲဆိုတော့အဲ့လိုပြောင်းရမယ်ဆိုလို့ရှိရင်ကျွန်တော်တစ်ခုချင်းစီ light ဖွင့်ချပြီးတော့ဒါအကုန်ပြောင်းနေရမှာတိတ်ပြီးအဆင်မပြေဘူးပေါ့နော်ဆက်လက်မှတ်ထားလိုက်ပြီးွားရင်ကျွန်တော်တို့ကဒါသူ cap ဆိုပြီးတစ်ချက်ရေးလိုက်မယ်ပေါ့နော် cap ဆိုပြီးရေးဒီမှာ line cut ဆိုတဲ့နေရာမှာ back cut ဖြစ်နေတယ်အဲ့ဒါတွေအကုန်လုံးကျွန်တော်တို့ round cut တွေပြန်ပြီးတော့ light ပြောင်းလိုက်ဒါဆိုရင်ရပြီပြီးွားရင်ဒီမှာဘာဖြစ်နေလဲဆိုတော့အကုန်လုံးကဒါ key frame တွေကအတူတူဖြစ်နေတယ်ဗောနော်ဒီဟာတွေအကုန်လုံးကတပြိုင်တည်းတက်နေတဲ့ပုံစံမျိုးဖြစ်တယ်အဲ့ဒါမျိုးကျွန်တော်သိမကြိုက်ဘူးဗောနော်အဲ့တလုံးချင်းဒီဥမာဆိုလို့ရှိရင်တဆိုလို့ရှိရင်တတစ်လုံးပေါ်လာတယ်ပြီးတော့မှသူကတိဆိုပြီးပေါ်လာအဲ့လိုပုံစံမျိုးလေးသွားကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပထမဦးဆုံး key frame ကိုခြံထားပြီးတော့နောက်ထပ်ဟာတွေအကုန်လုံးအနောက်ကိုလိုရမယ်ရတာစုပ်ထားလိုက်မယ်ဗောနော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တတစ်လုံးရပြီအဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော် stroke ကြီးကအရင်ကြီးနေတဲ့ပုံစံမျိုးကြီးကျွန်တော်တို့ဒါဖြစ်နေတယ်ဗောနော်ဖြစ်နေတော့ကျွန်တော်တို့က stroke ကိုနည်းနည်းလေးသူ့ short ချလိုက်မယ်okay ဒီလိုပုံစံမျိုးလေးပေါ့နော်ဒီလောက်ဆိုလို့ရှိရင်နည်းနည်းလေးထပ်ပြီးတော့ဒါကြီးလိုက်ပါအောင်မယ်ဒီလောက်ဆိုလို့ရှိရင်25လောက်ဆိုကျွန်တော်တို့ရပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ပြီးသွားပြီဗောနော်ပြီးရတဲ့ဗာလဲဆိုလို့ရှိရင်ကျွန်တော်နောက်ထပ်တစ်ခုဒီကောင်ထွက်လာမယ်ဗောနော်ဒီကောင်ဒီနားလောက်မှာကျွန်တော်တို့ထားလိုက်မယ်ဒီနားကိုရောက်တဲ့အချိန်မှာကျွန်တော်တို့ဒီ key frame ကိုလာအနောက်ကတစ်ခု key frame ကိုထားလိုက်တဲ့အခါကျတော့သူထိသွားတဲ့အချိန်မှာထွက်လာတဲ့ပုံစံမျိုးလေးကျွန်တော်တို့ဒါရပါတယ်ဗောနော် key frame တွေများလာရင်ကျွန်တော်ရှုပ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်လက်ပေးလိုက်မယ် right click ထဲကနေပြီးကျွန်တော်တို့ label တွေကနေပြီး color တစ်ရောင်ထားလိုက်မယ်ဗောနော် red ဆိုပြီးကျွန်တော်တစ်ရောင်ထားလိုက်တယ် okay ဒါဆိုလို့ရှိရင် red မြင်လို့ရှိရင်ကျွန်တော်ဆိုတာသိတာတယ်ဗောနော် okay ပြီးသွားရင်နောက်တစ်ခုကဘာလဲဆိုတော့ဒါတောင်ဝင်းပူနဲ့အပေါ်လုံးနေဆိုနှစ်ခု key frame နှစ်ခုဖြစ်မယ်အဲ့တော့ဒီကောင်ပေါ့နော်နှစ်ခုလုံးမှာတစ်ခုစီပဲကျွန်တော်တို့ဒါအရင်ယူလိုက်ပါအောင်မယ်ဒီနားလောက်လာပြီးတော့ထားလိုက်မယ်ပေါ့နော် okay သူ့ကိုကျွန်တော်ကဒီအပေါ်တွေပါနေတာဖြစ်တဲ့အတွက်ကြောင့်မို့ adjust လေးတစ်ချက်ပြန်ပြီးတော့လုပ်မယ်ပေါ့နော် okay ဒါတော့အောက်လေးနည်းနည်းလေးပြန်ချလိုက်ဒါတွေကပြန်ပြီး adjust လုပ်လို့ရတယ်သိပြဿနာမရှိဘူးပေါ့နော်အဲ့တော့ဘာလဲဆိုတော့ကျွန်တော်တာဝင်းပူအရင်ဦးဆုံးဒါပေါ်လာပြီပေါ့နော်ပေါ်နေပြီးတော့ကျွန်တော်ဒါလုံးကြီးတင်လေးတစ်ချက်လိုက်မယ်
okay ဒီလိုမျိုးအဲ့ဒါကိုလည်းကျွန်တော်တို့အယောင်တရောင်ပေးထားလိုက်မယ် right click တိတ်ပဲ label တွေကနေပြီးတော့ကျွန်တော်တို့သူ့ကိုဒါ orange လေးတစ်ချက်ဒါပေးထားလိုက်မယ်ပေါ့နော် okay ဒါဆိုလို့ရှိရင် orange layer ဆိုလို့ရှိရင်ဒါ T ဆိုတာတန်းပြီးတော့တည်တယ်ပေါ့နော် okay ပြီးတော့ဘာလုပ်မလဲဆိုတော့ရာကောက်ကတော့တစ်ခုတည်းတန်းပြီးဆက်တာဖြစ်တဲ့အတွက်ကြောင့်မလို့လာပြီးတော့ဒီနားလောက်မှာလာပြီးတော့ထားပေးလိုက်မယ်ပေါ့နော်တစ်ခုပြီးမှတစ်ခုပေါ်လာတဲ့ပုံစံမျိုးလေးရပါပြီရာကောက်ကိုတော့အယောင်မပြောင်းတော့ဘူးဒီကောင်လေးအနောက်နည်းနည်းခဏဆုပ်ထားလိုက်အောင်မယ်ပြီးတော့ရင်ဒီ layer တစ်ခုကိုလာပြီးတော့ရှေ့လေးကိုနည်းနည်းပို့မယ်ပထမအလုံးဒီနားလောက်ကိုလာထားလိုက်မယ်သူ့ကိုကျွန်တော်တို့ကဒါတစ်ခုရပြီပြီးသွားရင်ဘာလဲဆိုတော့နောက်ထပ်တစ်ခုထပ်ပြီးတော့ပေါ်လာမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီနားလောက်မှာလာပြီးတော့ထားလိုက်မယ်နှစ်ခုမတူညီတဲ့ပုံစံမျိုးပေါ့နော် okay အဲ့တော့သူ့ကိုလည်းကျွန်တော်တို့အယောင်တရောင်ပေးလိုက်မယ် right click label တွေကနေပြီးတော့ wrap ပြန်ပြီးတော့ထားပေးလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီ wrap မြင်နေဆိုလို့ရှိရင်ကျွန်တော်တို့တာဝန်မှုဆိုတာတည်ရအဲ့တော့ဒီဟာဒီရှေ့ဟာဒီပထမအဆုံး key frame ဒီရှေ့ကကျွန်တော်တို့ဒီကောင်ပေါ်လာတဲ့ဟာဒုတိယ wrap ဒီကျွန်တော်တို့ကဒါဒီကောင်ပေါ့နော် okay ဒီကောင်ကိုလည်းအရှေ့ကိုလာပြီးတော့ကျွန်တော်တို့ပို့ပေးလိုက်မယ်ဒီကောင်လည်းလာပြီးတော့ပို့ပေးလိုက်မယ်သူ့ကိုကျွန်တော်တို့ကဒါ yellow လေးတစ်ချက်ပြောင်းလိုက်မယ် label တွေကနေပြီးတော့ yellow တစ်ချက်ပြောင်းလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်အခုလိုချင်တဲ့ပုံစံမျိုးလေးရပါပြီဒါပေမဲ့နည်းနည်းလေးဒီနားလေး error ဖြစ်နေအဲ့ဒါကို adjust လုပ်မယ်အဲ့ဒါဘာမှလုပ်စရာမလိုဒီဟာလေးကို handle လေးကိုနည်းနည်းလေးအနောက်ဆုတ်လိုက်ရင်ရပြီအဆင်ပြေသွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ကနည်းနည်းလေး adjust ပြန်ပြီးတော့လုပ်ပေးရတယ် adjust ပြန်လုပ်ပေးရတယ်ဆိုတော့ဒီ shape layer တွေ adjust ပြန်လုပ်ပေးရတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင် stroke ကိုသေးရင်လည်းသေးကြီးရင်လည်းကြီးမဟုတ်လို့ရှိလို့ရှိရင်ဒီ point လေးတွေကိုကင်ပြီးတော့ထောက်နေတဲ့နေရာလေးတွေကို adjust ပြန်ပြီးတော့ဒါလုပ်ပေးရတယ်ပေါ့နော် okay test review ပုံစံမျိုးလေးတစ်ချက်ရပါပြီပေါ့နော်ဒါပေမဲ့လို့ review လုပ်တယ်ဆိုလို့ရှိရင်အမြဲတမ်း test ကို color တစ်ရောင်နဲ့ကျွန်တော်တို့ကဘယ်တော့မှမလုံနဲ့ပေါ့နော်နောက်ဆုံးမှအဖြူနဲ့ပြီးကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဖြူကိုနောက်ဆုံးမှထားမယ်ပထမဦးဆုံးဒီ layer ကိုကျွန်တော်တို့ကဒါအရောင်တစ်ရောင်တစ်ချက်ပြောင်းလိုက်မယ်ပေါ့နော်ဥပမာဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒါခဲရောင်လေးတစ်ချက်ပြောင်းထားလိုက်မယ်ပေါ့နော် okay ဒီအရောင်ပြီးရင်သူ့ကို control D နဲ့ duplicate လုပ်လိုက်မယ်ပြီးရင်သူ့ကို2 frame လောက်ကျွန်တော်တို့ကနောက်ကျလိုက်မယ်ပေါ့နော်2 frame လောက် overlap လေးတစ်ချက်လုပ်လိုက်မယ်အဝါလေးတစ်ချက်လောက်ပြောင်းလိုက်မယ်ပေါ့နော် okay ပြီးရင် control D နဲ့ duplicate ထပ်လုပ်မယ်ဒီ shape layer ကိုပဲနော်2 frame လောက်နောက်ထပ်ကျမယ်သူ့ကိုမှကျွန်တော်တို့ကဒါအဖြူလေးတစ်ချက်ပြောင်းလိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော် animation ကိုတစ်ချက်လောက်ကြည့်လိုက်မယ်ပေါ့နော်ဒီလိုပုံစံမျိုးလေးကျွန်တော်တို့ကရပါပြီပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကတော်တော်လေးမိုက်တဲ့ဒါ test review ပုံစံမျိုးလေးရပါပြီအဲ့တော့ဒီဟာလေးနဲ့ပတ်သက်ပြီးတော့ဒါလောက်တက်သွားမယ်လို့ထင်တယ်အဲ့တော့ကိုကြိုက်တဲ့ technique ကိုသုံးပြီးတော့လုပ်လို့ရတယ်ဗောနော်အဲ့ဒီ file လေးကိုလည်းကျွန်တော်ပြန်ပြီးတော့လေ့ကျင့်လို့ရအောင်လို့တခါတည်းဒါထည့်ထားပေးလိုက်မယ်description မှာတခါတည်းထည့်ထားပေးလိုက်မယ်ဗောနော် okay အဲ့တော့နောက်ထပ် video မှာကျွန်တော်တို့ပြန်တွေ့မယ်